ကျမတို့မြန်မာတွေရဲ့သပင်ဂီတအမှုပညာသမိုင်းကြောင်းတစ်လျှောက်မှာရောလူမှုရေးယဉ်ကျေးမှုနဲ့စာပေနယ်ပယ်အသီးသီးမှာပါပထမမြန်မာနိုင်ငံတော်တည်ထောင်ခဲ့တဲ့ပကံခေတ်ကစားပြီးမြမောက်ခေတ်အထိဩဇာလွှမ်းမိုးတန်မိုးကြီးနေစေဖြစ်တဲ့ဖြစ်ရအမှန်ကတော့ထေရဝါဒဗုဒ္ဓဘာသာဝင်တိုင်းယူကျိုးကြော်ပူဇော်ရတဲ့ဗုဒ္ဓယရနာဖြစ်တဲ့ဂေါရမမြတ်စွာဘုရားရှင်ကိုတော်တိုင်မိန့်မြွက်ဟောကြားတော်မူခဲ့တဲ့ဇာတကဝတ္ထုတွေဖြစ်ပြီး950ဇန်နီပတ်တော်အဖြစ်သမိုင်းအဆက်ဆက်ထင်ရှားခဲ့သလိုလူအမှန်အနေနဲ့အဓိကဇက်ဆောင်ဗုဒ္ဓလောင်းလျာကိုယ်တိုင်နဲ့အယံဇက်ဆောင်ပါရမီဖြည့်ပဲပေါင်းများစွာပါဝင်နေခဲ့ပါတယ်ဗုဒ္ဓမြတ်စွာဟာအခါအားလျော်စွာကြုံကြိုက်လာတဲ့တစုံတရာကိုအကြောင်းပြုပြီးဖြစ်ရအမှန်လူအမှန်ဖြစ်တဲ့ဒီအတိတ်ဘဝဇာတကဝတ္ထုတွေကတခုခုကိုတရားနာပရိသတ်ရဲ့ရှောက်ထားတောင်းပန်မှုကြောင့်မိန့်မြတ်ဟောကြားတော်မူတဲ့အလေးအထားရှိခဲ့ပါတယ်ရှင်အဲ့ဒီဇဝတ္ထုတွေဟာပိဋက3ပုံနီကေ9ရက်အနက်ကခုတ်တကနီကေမှာပါဝင်ပြီးစုစုပေါင်း948ဇက်ရှိပေမဲ့မှတ်သားရလွယ်ကူအောင်950ဇန်နီပတ်လို့ခေါ်ဆိုခဲ့ကြတာပါဒီဇန်နီပတ်တော်တွေကိုမြတ်ဗုဒ္ဓကဟောကြားတော်မူတဲ့အခါမှာပါဠိဂါထာတက္ကထာနဲ့ဟောကြားရတဲ့ဇတ်တော်ဂါထာပုဒ်ကြီးအများဆုံးဟောကြားရတဲ့ဇဝတ္ထု10ပုဒ်ကတော့မဟာနိပတ်လို့အမည်ရပြီးမြမမှုမှာဇတ်ကြီး10ပွဲအဖြစ်လူသိများထင်ရှားလာပါတယ်ရှင်